bro Dubai ma baloti lope aloti presentation yadal ကျွန်တော်အလုပ်တစ်ခုရဲ့လုပ်နေမှာမဟုတ်ဗျာကျွန်တော်မှာအလုပ်တွေအများကြီးရှိရယ်24နာရီမှာကျွန်တော်29နာရီလောက်အလုပ်လုပ်တယ်ဗျာအဲအကြောင်းဘာလို့လဲဒါတော့ကျွန်တော်ပါဒူဘိုင်ကစားရဆိုင်ဆိုင်မှာစပယ်ဒူတယောက်နေနေအလုပ်လုပ်နေရပါဒီဗီဒီယိုမှာတော့ဒူဘိုင်မှာဘေးအလုပ်တွေကစကင်းမရှိလေပတ်စံ AC ရှာလို့ရတယ်ဆိုတော့ကိုကျွန်တော်ဒီ24နာရီတူမှာ experiment တစ်ခုအနေနဲ့လုပ်တော့မှဖြစ်ပါတယ်ရှင်းဗီဒီယိုဒီမှာတော့ကျွန်တော်က delivery သမားတယောက်နေနေစပယ်ဒူတယောက်နေနေရောစပင်းညဆရာတယောက်နေနေပါအလုပ်လုပ်သွားမှာပါဆိုတော့ကျွန်တော်ရဲ့ပထမဆုံးအလုပ်ကတော့ဒီကားလေးတင်းတော်ရဲ့အလုပ်အဲ့ဒါကတော့ကျွန်တော် outfit ချိန်လိုက်အောင်ပဲကျွန်တော်ဆောက်လုပ်မဲ့လို့တော့ကျွန်တော် car wash လုပ်နေတယ်ကျွန်တော်ဒီ car wash အလုပ်ကိုစပြီးတော့အလုပ်ရှာနေခဲ့တာကြာပြီပေါ့နော်9ရက်လောက်ရှိပြီပေါ့နော်ကျွန်တော်အလုပ်ဒီရှာနေခဲ့တယ်ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော် client တော့ရှာတွေ့ပြီပေါ့နော်အစဆေးပြီးတော့နေတဲ့တိုင်းပါတိုက်ရတယ်ဘယ်မှာဒီလိုကားအကောင့်စားကြီးကိုစီးဖို့ဖြစ်နိုင်နေတယ်အခုအချိန်မှာကားဆေးနေတယ်ပေါ့နော် Want to watch this car also? No I don't want to What? You have inspired from your work I'm not Maybe this is my car. No it's not your car do your work properly I almost finished. I almost done. Now it's shiny. you should be shine like your teeth Bro, what the fuck are you talking about? how's this experiments It's like you know, I've been running for that job. It's like 1 week ago, but now I got a job. It's feel like I got real job, but this is like my first experiment, and I have so many work to do today. What is your name? Zubair Zubair. How you are washing also car? How much money you make? 150 every day. How many car you clean? how many I 10 car. Say if you wash 10 car, you get 150. Only one day. ဒါခုမှအစားပဲရှိပါသေးတယ်ရှေ့လာမယ့်ဗီဒီယိုတွေမှာတော့ဒူဘိုင်က7-star hotel ကြီးရှိရဲ့ Burj Al Arab တီသွားပြီးတော့ပါစေသွားပူရတာတွေနောက်ဗီဒီယိုမှာတော့စပင်းညက်ဆိုင်မှာ customer ကို software စပင်းညက်မိလို့အဟောက်ခဲရတာတွေပါတွေ့ရမှာပါ quality manager what is the manager I'm sorry အခုကျွန်တော်ရဲ့ဒုတိယအလုပ်တစ်ခုကတော့ vegetable market တစ်ခုမှာအလုပ်ရထားပါတယ်ဘာလုပ်လဲဆိုတော့ကိုတော့စက်ကြီးလေးကြအောင်ဗျာ I can work here now right ဒီနေ့မျိုးစုံရတဲ့ဆိုင်ပေါ့နော်အဲ့ဒီနေရာမျိုးမှာကျွန်တော်ဘာလုပ်တော့မလဲဆိုတော့ကျွန်တော်လိုက်ပြန်brother your stuff here so I'm now new stuff here you are teaching me how to make it This one go down. good one Yes. to transfer here not good This one not good. It is this here not good. not good so that means this one not good remove only good transfer here Yes. ကျွန်တော်ဒီမှာအလုပ်လုပ်မဲ့ပုံစံအကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ဒီငြိုသီးတွေပေါ့နော်ငြိုသီး green chili ဒီကောင်တွေကိုကောင်းတဲ့ဟာတွေကျွန်တော်ရွေးပြီးတော့ဒီထဲမှာပြောင်းထည့်ရမှာပေါ့နော်အဲ့တော့မကောင်းတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်ဖယ်ရမယ် spicy like your hand hot after that This one hot. Too much hot. ဒီလိုမျိုးငြိုသီးမျိုးစားရတာအရင် spicy ဖြစ်တယ်ပေါ့နော်ကိုင်းပြောလို့ရှိရင်တော့ကျွန်တော်လက်စီးမှရအောင်Okay ကျွန်တော်သူ့လိုမျိုးထိုင်ချလိုက်ပြီးတော့ဒါအလုပ်တေချာလုံးမရတော့အလုပ်ကြိုးစားမယ်ပေါ့နော် Okay တော့ဒီမှာ market ထဲမှာပဲ market လို့ပြောတော့နော်ဒီ market ထဲမှာလုပ်နေရဆိုရှင်၄နှစ်ရှိပြီပေါ့နော်ဒီဘက်မှာနေရ၄နှစ်ရှိပြီအဲ့တော့တော်တော်လေးကို experience ရှိမဲ့ပုံဖြစ် You have so much experience right Yes. 4 year experience too much I will. ဒီမှာကျွန်တော်ဒါရေးဆိုရင်သုံးလို့မရတော့မကောင်းတဲ့ဟိုင်ပဲနော်။လူသီးရတော့လုံးဝအများကြီးတော့နော်။ကျွန်တော်ဒီမှာတဝက်လောက်တော့သူနဲ့သူလှုပ်လို့တော့ပြီးပါပြီ။ထပ်ပြီးမှတဝက်လောက်ကြံနေတယ်။ပြီးဖို့ဘယ်နှမိနစ်လုံလဲတော့ကျွန်တော်မသိဘူး။ဒါပေမဲ့အမြန်လုံးမရမယ်။ဒီလှုပ်တစ်ခုတည်းနဲ့ကျွန်တော်ဒီမှာအချိန်ကုန်လို့ဖြစ်ဘူးပေါ့နော်။ What are you doing? No. I'm working You are arranging stuff. yeah So can you teach me how to do? it's down Yeah. and this page right So for the apple, you need to refill. yeah Where? coming here store here
After you arranging this one, what is your next? Bro, what are you talking about, man? It's nice. It's coming Pakistan. သူကလည်းပြောနေတာပြောကျွန်တော်ကလည်းမေးနေတာမေးဆိုတော့နှာခေါင်းသားဟုတ်နေပါပြီစမတာ orange shade ဝယ်ပြီးပါဆိုလို့ရှိရင်ဒါတွေကိုကျွန်တော်ဒီကနေပြန်ဖြည့်ပြီးရပေါ့နော်အဲ့တော့လိုတဲ့ဟာတွေကိုပြန်ပြီးတော့လိုက်ဖြည့်ပြီးရုံပဲအဲ့တော့ဒီမှာပြောမယ်ဆိုရင် trade 2အလုပ်အများကြီးတော့မရှိဘူးအခုနကကျွန်တော်မျိုးသီး trade တာမဟုတ်ပြောမယ်ဆိုရင်မျိုးသီးကောင်းတာနဲ့မကောင်းတာရွေးတာတော့ကျွန်တော်အဲ့တခုတော့လုပ်ပြီးပြီဒီမှာအသီးနဲ့မောင်းဘယ်နှမျိုးရှိလဲဆိုတာကျွန်တော်တို့လိုက်ကောင်းကြည့် We don't do that. ဘာရွက်လဲတော့မသိဘူးဒီမှာတစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုး coconut lettuce I don't know this one broccoli corn and banana သီးနှံနေပြီးတော့ဒီမှာထပ်ပြီးအသီးနှံရှိတယ်ခရမ်းသီးရှိမယ်ခရမ်းသီးမှာ site မျိုးစုံရှိတယ်မခရမ်းသီးမျိုးဆောင်မှာအများကြီးပဲcabbage ရှိမယ်ဖြုံသီးရနိုင်တယ်ဒီမှာ lettuce ရှိမယ်မုံလောက်တွေရှိမယ်အာလူတွေရှိမယ်အခွားသီးအစုံပဲပေါ့နော်ဒါကကျွန်တော်တို့နိုင်ငံမှာမတွေ့နိုင်ဘူးပေါ့နော် potato အရောင်က pink color ဒီမှာထပ်ပြီးတော့ calabar မျိုးစုံရနိုင်တယ်ပေါ့နော်ပြီးတော့ဟင်းခတ်မွေးကြိုက်တွေမျိုးစုံရှိရပါတော့ပြီးတော့ဒီမှာ drink session နဲ့ထားပြီးရ market ထဲမှာပဲဒီဆိုင်တိတိလေးထဲမှာပဲကျွန်တော်တို့အစုံရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဈေးထဲမှာတနေ့ကုန် shop ပတ်ပြီးမှကျွန်တော်တို့ဝယ်လို့ရတဲ့ဟာကိုဒီထဲမှာပဲကျွန်တော်တို့9မိနစ်10မိနစ်လောက်နဲ့ရနိုင်တယ်ပေါ့နော်ဒီထဲမှာအကုန်အဆုံးရှိရပေါ့နော်ဆိုတော့အခုတော့ဒါ customer ရနေတော့ကြာနေတယ်ဒီထဲမှာဝယ်လူတွေရှိရပေါ့နော်လူကြာနေဆိုတော့ကျွန်တော်လည်းတိတ်ပြီးဒီထဲမှာအလုပ်ကတိတ်ပြီးအများကြီးထွေထူးတော့မရှိဘူး Thank you sir Thank you for giving me job today ကျွန်တော်စင်သက်သွားမယ်နောက်ထပ်3ခုမြောက်လုပ်ရတော့ delivery assistant တယောက်အနေနဲ့ကျွန်တော်လည်းအလုပ်လုပ်တော့ဖြစ်ပါတယ်Okay, let's go. Hello, you know, driver. Hello there. Delivery guys. Now I'm working as at his assistant. So we are going to where we are going to? We are going to Burjala. Burjala to drop the Lobster. lobster. Yes. It's a lobster. My God! Big hotel. Their food is very expensive, right? Yeah. Oh, the delivery pass at cool. ဒီ Burj Al Arab မှာသွားပြီးတော့ draw လုပ်မှာပေါ့နော်ဒီဗီဒီယိုမှာ delivery assistant အနေနဲ့ကျွန်တော်အလုပ်တော့ပေါ့နော်ဒီကျွန်တော်အလုပ်ပေးရတယ်ကျွန်တော်သူ့ကိုအကူအညီလုပ်ပြီးတော့မယ်အဲ့တော့ကျွန်တော်တို့ location ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ကြည့်အောင်အခုဒါ location ရောက်ပြီပေါ့နော်ကျွန်တော် draw ကမဲ့နေရာတော့ရောက်ပြီMarsa Al Arab ဖြစ်တယ်ပေါ့နော်ဒီကောင်ကဒီ Burj Al Arab ရဲ့ဘေးကကျွန်တော်အခုမှအသစ်ဆောက်ထားတဲ့ဟိုတယ်နှလုံးပေါ့နော်အရှိမဒီကားတွေအကုန်လုံးကဒါ delivery လာပို့တာပေါ့နော်ဒီဒီတော့ကြောက်ကုန်ပြီဖြစ်မှာပေါ့နော် Only one package? Yeah, here only one. Yaro, chino tapo ne lobster bo no. Can I come with you or no? Kasi yaro tu libai po biyan na bi. Pero nato ni awu sa to no. How many delivery you have today? Today I have less 6 delivery. 6 delivery. After this delivery finish, your duty finish. Like No, this? no, my duty is until 5 o'clock. Any other coming? You have to. The form delivery ကဒီ6နေရာရှိရပါတော့ဟိုတနေရာတော့ပြီးသွားပြီနောက်ထပ်9နေရာကြာအောင်ပဲနောက်တစ်နေရာတော့ဒီ Burj Al Arab ပဲ location ရဒီနေ့လေးပဲရန်ဝေးမဟုတ်တော့ I said your location is not going far right it's here only Sometimes I will go to Abu Dhabi. yeah sometimes Yeah. So today once or twice. yeah so တခါတည်းအချင်းသူက Abu Dhabi ထိပါသွားပြီးတော့ delivery တော့နောက်ထပ်where you have to go anywhere like Sal Khaimar No. you have to deliver there or no Only Dubai, Abu Dhabi. only Dubai Abu Dhabi these two locations only Yes. ကျွန်တော်ဒီ Burj Al Arab မှာပဲနောက်တစ်နေရာဒီရမတော့ပို့မှာဒီဗီဒီယိုတစ်ပုတ်လုံးမှာကျွန်တော်စိတ်လှုပ်ရှားဆုံးနဲ့မမျှော်လင့်ထားတဲ့အခိုက်အတန့်တစ်ခုကိုရောက်လာပါပြီအဲ့ဒါကတော့ကမ္ဘာပေါ်မှာ 7 star hotel ကြီးဆိုတာအလုံးထဲရှိတဲ့ Burj Al Arab ကိုဒီနေ့ကျွန်တော်အနီးကပ်တွေ့ဆုံခွင့်ရတော့မှာပါ I never go inside you have to go inside right
ဟိုကကျွန်တော်ဒီဂိတ်နာမှာပေါ့နော်ဒါကိုဝင်လို့မရသေးဘူးအထဲမှာသူတို့ဒါ busy နေလို့ပြောရပါတော့အဲ့တော့အခုအပြင်မှာဒီ project live ရဲ့ဒီအပြင်ဂိတ်မှာကျွန်တော်စောင့်နေပါတော့ထဲဝင်လို့ရှိရင်ကျွန်တော်ထပ်ပြီးလိုက်ပြအောင်လိုက်ကြည့်အောင်ကျွန်တော်ထဲထဲကိုဝင်ပါပြီဒီခေတ်ကနေဖြတ်သွားဖို့ဆိုရင်မြန်မာငွေ3သိန်းကျော်ပေးပြီးမှအထဲကိုဝင်လို့ရတဲ့အခွင့်အရေးကိုကျွန်တော်ဒီနေ့မှာတော့ free pass နဲ့အထဲဝင်နေတာပါဆိုတော့ဒါအခုမှအထဲကိုပထမဆုံးဝင်မှုတာပါနော် Thank you for bringing me here Yeah bro once again thank you for bringing me here just let me see such a freaking view My god Thank you so much Yeah တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့ bro တွေကဒီဘိုင်းမှာရှိနေသေးတယ်ဒါမှမဟုတ်ဒီဘိုင်းလာဖို့စဉ်းစားထားတဲ့သူတွေဆိုလို့ရှိရင်ဒီနေရာကိုတစ်ခေါက်လာလိုက်ခဲ့ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဒီနေရာကိုလည်းချမ်းထားခဲ့တဲ့မှာပတ်စံပေးရရဆိုပြီးမြဲပေးရတဲ့ပတ်စံနဲ့ရတဲ့ vibe ကဘာနဲ့မှလေးလို့မရပါဘူးတကယ်တည်းလို့ပြောပါပါ of the food challenges guys ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ free pass နဲ့ဝင်ချီခွင့်ရခဲ့ပါတယ် so much fucking luxury so this is gonna be going to the basement we cannot go at that because we are delivered here ကျွန်တော်ကတော့ free bus နဲ့ hotel gate ကိုဖြတ်လာခဲ့ပြီမြဲအထဲတော့ဘယ်ဝင်ခွင့်ရမလဲပေါ့နော်ကျွန်တော်တို့က delivery လာပို့တာဆိုတော့ hotel basement နဲ့ပဲကျွန်တော်တို့သွားပါတယ်လာပို့တဲ့ parcel ကလည်း lobster ဖြစ်နေပါတယ်စဉ်းစားကြည့်ရင်ဒီလို hotel ကြီးရဲ့ညစာတနက်စာကကျွန်တော်တို့ရဲ့လစာတစ်လစာလောက်ရှိမယ်လို့ထင်ပါတယ်ဒီထဲမှာရှိတဲ့ view ကကျွန်တော်ဘာနဲ့မှလဲလို့မရပါဘူးဒီထဲမှာမြင်ရတဲ့ view ကတော့ less recent နဲ့ vibe ကိုရတာပေါ့နော်ကျွန်တော်ကတော့ခဏတာဒီ luxury moment လေးကို enjoy လုပ်ရင်ကျွန်တော်တို့ဒီ 7-star hotel ကြီးကနေနှုတ်ဆက်ထွက်ခွာနေပါပြီ How is the job today? Is that very hard day or is it easy job? No, it's normally It's normally သူတို့ကသိပ်ပြီးပြင်မနဲ့အလုပ်တော့မဟုတ်ဘူးပေါ့နော်ပြောမှဆိုရှင်ဒီကားလေးနဲ့ကျွန်တော်တို့delivery parcel တွေကျွန်တော်တို့တော့ပို့တယ် location တွေကိုကျွန်တော် drop လုပ်လိုက်တယ်ပြီးလို့ရှိရင်နောက်ထပ် order ထည့်ရလို့ရှိရင်ကျွန်တော်အဲ့ဒီနေရာတွေဆက်ပြီးတော့ပို့တော့เนาะဒီကားလေးနဲ့ order ဆက်ပို့တာပေါ့ဒါပေမဲ့သူ့အလုံးနဲ့သူတော့ energy တောင်းရတဲ့အလုပ်မျိုးဆိုလို့ရှိရင်ဒါသူကလည်းသူတော့ပြင်မနဲ့အားမျိုးရှိတယ်ပေါ့နော် This job is any pressure? no pressure No pressure. no pressure no target no guarantee Yeah. you know the guarantee Yeah, I know. Manager giri management giri supervisor giri too much giri too much This job no guarantee that is so good you have to go anywhere and you are the boss. yeah ကျွန်တော်နောက်လုပ်မယ့်အလုပ်တစ်ခုကတော့ Hello brother, who is in charge manager here? Me. Yes brother. How are you? Good. I want to work in this salon. Is that possible to make video here? I'm working. No. No is not allowed video, brother. Not allowed. Not allowed? Not allowed, brother. Not allowed video. Please. Brother, come. I'm joking, brother. Come. Really? No problem. Really? I have no work. You just can't get in. Today I'm trying 24-hour in Dubai. I want to work here in this hair salon. Give us time showing your CV after call. Hey, yaro, you know, CV down. My CV ba My CV. So Okay. can I work here? Yes, no problem. You work here. No problem. You fit. Yes. ကျွန်တော်နောက်ဆုံးတော့အလုပ်ရခဲ့ပြီဆိုတော့ကျွန်တော် uniform လဲလိုက်အောင်အခုလေးတွေပဲကျွန်တော်အလုပ်ရသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဘာဘာတယောက်နေလဲအလုပ်လုပ်ရတော့မယ်ကျွန်တော်မှဥတာဘီးရှိတယ်ခကြီးလည်းရှိတယ်အရင်တော့ဇပင်ညက်ဘူးလားဆိုတော့ဇပင်ညက်ဘူးကျွန်တော်ရဲ့ first customer Look at this dude. brother where are you from I'm from Bangladesh. Bangladesh. So this is my first customer. I will cut his hair. So where should I start, brother? No, you don't know customer. No, come on, no service we have. Brother, don't worry. I will give you the best service in this salon. Okay? I trust you. You trust me? Yes, I trust you. Okay. Don't worry. I will cut your hair. Very nice. Brother. Don't worry, I will cut your hair. Very nice. Every first time make a mistake, right?
1 minute 37 seconds later. Yeah, I'm fine. Like It's good. So I'll put you this one. Okay. Okay, now you good? yeah. Now you good? Let's start. Okay, you trust me, right? အခုတော့ကျွန်တော်စပင်းစားညက်တော့မှာပေါ့နော်သူ့ပုံစံနဲ့ပြောင်းပေးရမယ်ဒီကနေဝင်စပြောင်းပေးရမယ် How would you like to get? So keep it long, all this, Yes. and you have to just make it a 0 and it's 1. This one 0. And you like this. It all will be long. Don't cut off this. Just this. I'll try my best. I want to make this one 0. No 1. 1? Yes. Okay. ဒီကြတော့ပြီးတော့ number 1 ထုတ်ပြီးတော့နော် customer. Oh no! What happened? Huh? What you did? I think What I- you did? Why is your manager? What you did? I tell you it should be 1. You take it 0. Why? Call your manager. Where is the manager? I'm sorry brother. What problem? Tell him to make it a 1, but he take it 0. Now it's make you. Because It's I totally never, yours. no problem. You don't agree. But this one make it okay. You're not fired. No, fire was you make it after slowly, yeah? Be careful, brother. No problem, brother. I'm sorry, yeah? I'm sorry. Okay. Many hours later. You satisfy my cutting? Are you satisfied my cutting? Sorry about the dash. Now it's looking good. He needs some milk. If you don't like my size, maybe I think. How much the cut? 10 gram. 10 dirham? Yeah. Yeah. Yes. Although you guys make a mistake, but I have to appreciate him that he is doing great. I'm looking handsome today. So I appreciate. Who is that? Call him. Yeah, brother. Yes. Sir. You make a good haircut. Although it is your first time, I heard from your manager. Yes, sir. So I appreciate you. Be hard work and dedicated. So I'm giving. Take it. It's your tips. Thank you so much. Thank you you. so much, sir. Thank you for coming. I make the best today. စပင်းညလည်းပြီးပါပြီ customer တယောက်ရှိရကျွန်တော် tip လည်းရပါပြီပေါ့နော်အဲ့တော့ပြီးတော့ဒါကျွန်တော်တန်ရှင်းလေးလုပ်လိုက်တော့ Sir, I finished my duty. So can I go now? Yeah. Can I get money? 100 gram. You give me 100? Yeah. Really? Easy! လောက်လို့ပြီးဆိုတော့ uniform ပေးရတော့ဘူးနော် Thank you sir. Thank you so much. Thank you so much. နောက်တစ်ဆိုင်ကိုဖြတ်သွားမယ် ကျွန်တော်လောက်သွားမယ်နောက်ဆုံးလို့တစ်ခုကတော့ last but not least ဒီစားတော့ဆိုင်ထဲမှာပဲဖြစ်ပါတယ်ဒီစားတော့ဆိုင်ကဒီနားတစ်ဝိုက်မှာဆိုလူတော်စီပြီးတော့ဈေးတင်တဲ့နဲ့လူတန်းစားပေါင်းစုံစားလို့ရတဲ့ဆိုင် ကျွန်တော်တို့ busy နေပုံရတယ်ဆိုင်ပိုင်ရှင်ကိုကျွန်တော်အလုပ်လုပ်ရမရဆိုတော့ကျွန်တော်မျိုးအတွက်စောင့်နေရပါဘူးလူရတော့ကြာ ဒီဆိုင်မှာ busy နေရတဲ့လူအချက်ကလည်း၃နိုင်ငံဖြစ်တဲ့အိန္ဒိယပါကစ္စတန်ဘင်္ဂလားဒေ့ရှ်စားတောက်မျိုးစုံကိုတနေရာထဲမှာအကူအညီရနိုင်တာကြောင့်ပြီးတော့ service ကလည်း share မြန်ဆန်နေရကြောင့်ကျွန်တော်ကလည်းဒီလို busy restaurant မျိုးမှာရွေးပြီးအလုပ်လုပ်ချင်တော့ကျွန်တော်ရောဘယ်လို service မျိုးတွေပေးသွားမလဲဆိုတာဆက်ကြည့်အောင် can start work here ဒီဆိုင်မှာကျွန်တော် waiter နေနေဆိုတော့အလုပ်လုပ်ရတယ်စောင့်နေတယ် Sorry. Thank you so much. Thank you so much. It's my person. Do you need anything? Huh? Tell me, I'm a new worker. Okay! What can I get you, sir? Beef curry, you're waiting. I'll serve for you. I'm waiter today. One paratha. One paratha day. Beef curry waiting here. I'll do it. Sweet paper. Fast paper. Good paper. After like this. I'll take with my hand. Okay, how many? One piece. One piece. Okay, I will wait for it.
ခုတော့ကျွန်တော်တကယ်ကိုအလုပ်လုပ်နေအောင်ပေါ့နော် customer တယောက်တော့ကျွန်တော် service ပေးပြီးတော့ပြီနောက်တစ်ယောက်ကတော့ product တစ်ပွဲနဲ့ beef curry တစ်ပွဲမှာဒါတော့ beef curry I said enjoy do you need anything salad yes sir I'll serve for you. Outside? Alright. Helping. This guy thought that I'm just taking away his plate. Relax, bro. Now I'm one of your staff. So you order already? Rice. One fried rice? One rice. One fish curry? That's it. Okay. Brother, one rice and one fish curry. Order where? One rice and one fish curry. ဒီဆိုင်ကဘလောက်လူကြလဲမကြလဲဆိုလို့ရှိရင်ရှိသမျှထိုင်ကုန်တွေအားလုံးလူအပြည့်ဖြစ်နေတာပါ customer တယောက်နေရာထသွားရင်တော့နောက်တစ်ယောက်ကထိုင်ဖို့အတွက်အဆင်သင့်ရှိနေတာပါ One this one? This one. Okay. Which one? Chief for us. This one. Oh, this one. ကျွန်တော်ကလေ customer ထိုင်ဆောင်နေရတာမျိုးမဖြစ်ရလေအောင်အမြဲတမ်းမျက်စိတောက်တောက်ကြည့်နေရပါတယ် People put it there. Fish curry. Fish curry. customer ငားဟင်းမာတာကို kitchen ကိုငားဟင်းပါလို့သွားပြောတော့ဟိုကထားမလို့တာကန်တော့အဲ့တော့ customer ကိုဘာငားမျိုးစားလဲဆိုတာထပ်ပြီးသွားမရပါသေးတယ် Fish name about it. Sir, what is the fish name? Room fish. Room fish. Brother, room fish. Room fish. Đó giờ customer đâu yêu đâu cho nó pin rồi. Nó đâu có cho sau nữa nó đâu biết customer thì nó hay được quay này, anh ấy được quay mà cũng chưa được quay mà. This one, blue fish? That's it? This one also? Okay, I can handle like this. ကျွန်တော်ကတော့ရောက်တဲ့နေရာမှာဘေးရမလဲကျွန်တော်ရဲ့ skill share ပြတာပေါ့တော်သေးမောက်မကြတာခံကောမဟုတ်ဆောက်ရှက်ခွဲအောင်ပါ Sir, this is your fish. This is your sorry. I'll bring some. Here we go. Enjoy so. What is your one spoon? What is a spoon? You order already, sir? Already? customer ကို satisfy ဖြစ်အောင် service ပေးပါပြီဆိုတော့လေလူလေးတောင်ခဏဝေးထိုင်ကြည့်ပါရယ်ထိုင်လို့ကောင်းတယ်ခဏပါပဲ You need anything? You need anything? Ketchup? Okay. တကယ်တော့ကျွန်တော်တို့လုပ်နေတဲ့လုပ်မှန်သမျှက customer service ဆိုတဲ့ခေါင်းစဉ်အောက်မှာပုံစံမျိုးစုံနဲ့ဝန်ဆောင်မှုပေးနေကြတာပါ။အုံတော့တော့တဲ့အလုပ်နဲ့ခွန်အားတော့တဲ့အလုပ်ဆိုပြီးနှစ်မျိုးပဲ꿰သွားပါတယ်။ဘယ်နေရာရောက်ကိုယ့်အတွက်အလုပ်မရှိဘူးဆိုတော့မဖြစ်နိုင်ပါဘူး။ကိုကဘေးလောက်ကိုလုပ်ချင်တယ်ဆိုတာကိုယ့်ဘော်ပဲမူတည်ပါတယ်။ ကျွန်တော် customer service တော့ပေးပါပြီပေါ့နော် service ပေးပါပြီဆိုတော့အတွေ့အကြုံကဘယ်လိုရှိလဲဆိုလို့ရှိရင် busy ရယ်ပေါ့နော်ဒီတော့ကြာရယ်ပေါ့နော်ဒီမှာဆိုတော့ရေလောက်ခဲ့နေရတဲ့မတူဘူးပေါ့နော်ဒီမှာဘယ်လိုရှိလဲဆိုလို့ရှိရင်လူပေါင်းတော့ရှိတော့ပေါင်းတော့လည်းကျွန်တော်ထိတွေ့ရတယ်ထိတွေ့ရတဲ့ပုံမှာသူတို့ပြောသမျှစကားကိုလည်းကျွန်တော်နားလည်အောင်ကြိုးစားရတယ်အဲ့တော့ဆိုတော့အဆင်ပြေပါ Bangladesh Zindabad India Zindabad Myanmar Zindabad